မင်္ဂလာပါရှင်လိုင်ဇာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့တိုက်ပွဲတင် KIO အစိုးရကကျန်းမာရေးဝန်ထမ်းတွေဟာမြစ်ကျဉ်းသားဗမော်ကားလမ်းပေါ်မှာရှိတဲ့ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့တင်နဲ့လာရှိုးမြို့အတွင်းမှာရှိတဲ့ပလောက်ကျေးရွာတွေမှာ MNDAA ကတပ်သားအသစ်စုဆောင်းနေတဲ့တင်တွေကိုတင်ဆက်သွားပါမယ်ကျွန်မကရှယ်မုံပါမန်စီနဲ့မိုးမောက်ဖက်ကိုစစ်ကောင်စီတပ်ကစစ်အင်အားထပ်မံဖြည့်တင်းလာတာတွေကြောင့် KIA ပူးပေါင်းတပ်နဲ့ထိတွေ့တိုက်ခိုက်မှုတွေရှိနေပါတယ်။ဒီကနေ့ဩဂုတ်လ26ရက်နေ့မှာလဲမိုးမောက်ဖက်ကိုစစ်ရေးလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေဟာ6မိုင်နဲ့9မိုင်ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဗမော်ဖက်ကနေမန်စီဖက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်တွေနဲ့လည်းကောင်းကြရောင်မှာဩဂုတ်လ25ရက်နေ့ကတိုက်ပွဲဖြစ်ပွားမှုဖြစ်ခဲ့ပါတယ်။မိုးမောက်မြို့အခြေစိုက်ခမရ43ခွန်တပ်တွေကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ဗမော်မှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်တွေဖက်ကနေမိုးမောက်နဲ့မန်စီဖက်ကိုစစ်အင်အားပြန်လည်တိုးချဲ့တာတွေရှိနေတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့နေ့တိုင်းဆိုသလိုတိုက်ပွဲဖြစ်ပွားနေပါတယ်။ KIO အစိုးရကျန်းမာရေးဝန်ထမ်းတွေကမြစ်ကျဉ်းသားဗမော်ကားလမ်းပေါ်မှာရှိတဲ့ကျေးရွာတွေကပြည်သူတွေနဲ့စစ်ပေးသိမ်းရှောင်လာတဲ့ပြည်သူတွေကိုလတိုင်းကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ကျန်းမာရေးဝန်ထမ်းတွေထံကနေသိရပါတယ်။စစ်ရေးအခြေအနေမျိုးမျိုးကြောင့်ဆေးရုံဆေးပေးခန်းဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့တော့ဖုံးမြောင်နုံလန်းကုံလောမြို့တစ်နဲ့နားလုံစတဲ့မြို့ရွာတွေနဲ့အနိတဝိုက်မှာရှိတဲ့ကျေးရွာတွေမှာကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။အဆိုပါကျန်းမာရေးစောင့်ရှောက်မှုကို KIO အစိုးရစစ်ဆောင်ကူညီစောင့်ရှောက်ရေးအသင်းကငွေကြေးဆေးဝါးတွေထောက်ပံ့ပေးမှုနဲ့ကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီးတော့ပြည်သူတွေရှိတဲ့ကျေးရွာတွေစီသွားရောက်ပြီးကျန်းမာရေးစစ်ဆေးကုသပေးတာတွေအပြင်ဆေးဝါးတွေပါထောက်ပံ့ပေးတာဖြစ်တယ်လို့သိရပါတယ်။အခုလိုဆေးရုံဆေးပေးခန်းမရှိသေးတဲ့ကျေးရွာကပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုအနည်းဆုံးတစ်လတစ်ကြိမ်ပြုလုပ်ပေးဖို့ရှိတယ်လို့လည်းကျန်းမာရေးဝန်ထမ်းတွေကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အတွင်းမှာရှိတဲ့ပလောင်ကျေးရွာတွေမှာကိုကန့် MNDAA တပ်ကတပ်သားအသစ်စုဆောင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။လွန်ခဲ့တဲ့ဩဂုတ်လ23ရက်နေ့ကနေစပြီး MNDAA ဟာရှန်ဟိုင်းကျေးရွာအုပ်စုမှာရှိတဲ့ပလောင်ကျေးရွာတွေကိုတပ်သားအသစ်စုဆောင်းဖို့အတွက်တရွာကနေ2ယောက်သွားရမှာဖြစ်တယ်လို့စာပို့ထားတာတွေရှိတယ်လို့သိရပါတယ်။စစ်မှုမထမ်းနိုင်တဲ့တပ်သားတဦးအတွက်တရုတ်ငွေယွမ်9000ပေးရမှာဖြစ်ကြောင်းနဲ့ MNDAA ကတပ်သားသစ်စုဆောင်းဖို့အတွက်ကန့်သက်ထားတဲ့အသက်အရွယ်ဟာ12နှစ်ကနေ45နှစ်အတွင်းဖြစ်ရမယ်လို့လည်းဆိုပါတယ်။ MNDAA ကတပ်သားသစ်စုဆောင်းဖို့အတွက်တောင်းခံလာတဲ့ကျေးရွာအများစုဟာတအောင်းရွာတွေဖြစ်တာကြောင့်တအောင်းတာဝန်ရှိသူတွေကတာဝန်ယူဖြည့်ရှင်းပေးစေလိုတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒီနေ့သက်ဆက်ချင်းပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်